ဒီနေ့ကတော့မိုးအိမ်မှာကိုယ်တိုင်ချက်ထားတဲ့ငါးတက်တာမိုးဟင်းကားလေးစားပြမှာဖြစ်ပါတယ်။မိုးဟင်းကားအရေးလေးဒါငါးတက်တာပဲလေးထည့်ထားတာ။မပြောဦးကတော့မကြိုက်လို့မထည့်တော့။ဟာဦးပဲစားပြပါမယ်ရှင်။ဒါကပဲသီးနဲ့နက်နက်ပဲ။ဒီမိုးကတော့ပဲနေရမှာမစမပါမဖြစ်ပဲ။ဒါတော့မကြိုက်ပါโอเคဝါမွေးနေပဲစားကြပါအောင်ရှင်အဆုံးစားမယ်နော်what theအဲ့မှာလေကိုပါတာကိုတယောက်တည်းနေရသူလေမွေးငါစားခြင်းဟို ready made ဒီမွေးစင်းမွေးဖြစ်တယ်ဆိုလို့ရှိရင်ငါတက်တာလေငါတက်တာနဲ့အဲ့လိုမျိုးချက်စားလို့ရှိရင်လောက်ရတာတိတ်နည်းနည်းသာမရှိပေါ့အမေကအိမ်မှာဆိုနေတယ်မွေးငါချက်ထားခုတော့ကိုပါတာကိုထင်နေရတဲ့အနေထားရောက်ပေါ့နည်းနည်းမရှိရရမှာပဲနေပါမယ်ကိုလာရမဟုတ်ဒီကောင်ကစက်ပြဝိုင်းအေးမရှိကိုလာတောက်လို့ရှင်ပဲအောက်မှာဆိုလို့အဲ့နော်ဘာလေးတော့အကောမပါအားလုံးပဲမိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းဒီမှာလည်းမိုးဘာဟင်းလေးတွေဘာနဲ့တူတူတွဲပြီးစားသွားပေးမယ်ဆိုတာလေးကြည့်ချင်တယ်ဆိုလို့ရှိရင်တော့မိုးရဲ့ YouTube နဲ့ TikTok အကောင့်ကို follow လေးလုပ်ထားပေးပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်တာ